လူသားတွေဟာလကဘာစီကိုတစ်ခေါက်တည်းမဟုတ်ပဲအမြဲတမ်းနေထိုင်ဖို့အတွက်ပြန်သွားကြတော့မှာဖြစ်ပါတယ်ဒါကို Lunar Gateway လို့ခေါ်ပါတယ် Lunar Gateway ဆိုတာလကိုပတ်နေမဲ့အာကာသစခန်းကြီးတစ်ခုဖြစ်ပြီးအာကာသယာဉ်မှုတွေအတွက်လပေါ်မစင်းခင်နားခိုရာဂိတ်ပေါက်ကြီးတစ်ခုပါပဲဒီစခန်းထဲမှာ Halo လို့ခေါ်တဲ့အာကာသယာဉ်မှုတွေနေထိုင်ဖို့အလုပ်လုပ်ဖို့နဲ့သိပ္ပံစမ်းသပ်ချက်တွေလုပ်ဖို့အဆင့်မြင့်နားနေဆောင်တွေပါဝင်မှာပါဒီစကန်ကြီးတစ်ခုလုံးလဲပတ်ဖို့အတွက်အေယာမဆိုလာပြားကြီးတွေကနေစွမ်းအင်ကိုထုတ်ယူမှာဖြစ်ပြီးအဆင့်မြင့်လျှက်စစ်တွန်းကန်အားစနစ် PPE ကိုသုံးထားပါတယ်။ NASA ရဲ့ Artemis စီမံကိန်းအရအာကာသယာဉ်မှုတွေဟာ Orion ယာဉ်နဲ့ကမ္ဘာကနေလာခဲ့ပြီးဒီ Gateway စကန်မှာအရင်စိုက်ကတ်တာမှာဖြစ်ပါတယ်။စကန်ထဲမှာခေတ္တနာပြီးတာနဲ့ Starship လို့လာဆင်းယာဉ်တွေပေါ်ကိုပြောင်းစီးပြီးလရဲ့တောင်ဘက်စွန်းဒေသတွေကိုဆင်းသက်ကြမှာပါ။ Gateway ဟာကမ္ဘာနဲ့လာကြားမှာအချက်လက်တွေပေးပို့တဲ့အဓိကဆက်သွယ်ရေးဗဟိုဌာန Communication Hub ဖြစ်လဲလှုပ်ဆောင်ပြီးမှာပါ။ဒါပြင်ဒီစကန်ဟာအင်္ဂါဒိုစီကိုသွားမဲ့ခီးစဉ်တွေအတွက်အခြေစိုက်စကန်တစ်ခုအနေနဲ့လည်းအနာဂတ်မှာအသုံးဝင်လာမှာဖြစ်ပါတယ်။ဒီစီမံကိန်းမှာ NASA ရဲ့မကပဲဥရောပဂျပန်နဲ့ကနေဒါအာကာသအေဂျင်စီတွေကလည်းအတူတူပူးပေါင်းတည်ဆောက်နေကြတာပါ။အာကာသတွေကအန်ရရှိတဲ့ရောင်ခြည်တွေကိုကာကွယ်ဖို့အတွက် Gateway မှာအထူးစီမံထားတဲ့ဒိုင်းလွှားတွေနဲ့ကျန်းမာရေးစောင့်ကြည့်စနစ်တွေလည်းပါဝင်ပါတယ်။ Gateway ရှိနေခြင်းအပြင်လူသားတွေဟာလပေါ်မှာရက်တက်ပတ်ပေါင်းများစွာလပေါင်းများစွာအမြဲတမ်းရှိနေနိုင်တော့မှာဖြစ်ပါတယ်။ဒီကုန်းချုပ်ရရင် Lunar Gateway ဟာလူသားမျိုးနွယ်တွေစက်ကြောလာတဲ့ကိုရှေ့လန်းသစ်စတင်မှုအတွက်ပထမဆုံးသောအာကာသအင်ဗီရော်ဒီပဲဖြစ်ပါတယ်။